4K gaming မှာ 120Hz support လုပ်ပြီး 8K မှာ 60Hz support လုပ်တဲ့ graphic card ကိုရှာနေပြီဆိုရင်တော့ MSI ရဲ့ RTX 4070 Ti Gaming H3 ကို 12K လေးနဲ့မိတ်ဆက်ပေးနေပါတယ်။ဒီကတ်မှာဆိုင်လန့်မှုပါတဲ့အတွက်ဖန်ဆူမြန်လန်ကို short ချပေးတယ်။ Pro Fan 5.0 ပါတဲ့အတွက်တခြား fan တွေထက် 23% airbrush ရာပိုများပါတယ်။ Base plate ကို copper plate သုံးပြီးထားပါတယ်။ Chip plate ကိုသုံးပြီးထားတဲ့အတွက်ကြောင့်အပူကူးမှုကိုပိုကောင်းစေပါတယ်ခင်ဗျာ။ graphic card အကြီးတွေမှာဖြစ်လိရှိတဲ့ bending နဲ့ stacking ကိုကာကွယ်ပေးဖို့အတွက် metal backplate ကိုသုံးပြီးထားပါတယ်။ဒါအပြင် MSI ကgraphic card ပိုတာလေးတစ်ခုကိုလည်းထည့်ပေးထားပါသေးတယ်။ radiator ကို V-shape ကသုံးပေးထားတဲ့အတွက်ကြောင့်လေဝင်လေထွက်ပိုကောင်းပြီးတော့ cooling ပိုင်းကိုလည်းပိုကောင်းမွန်စေပါတယ်။ 4K နဲ့ 8K gaming အတွက် graphic card ကိုရွေးချယ်မယ်ဆိုရင်တော့ MSI ရဲ့ဒီ graphic card လေးကိုရွေးချယ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျာ။